သင်္ကန်းကျွန်းမြို့နယ်နဲ့ပတ်လည်မှာရှိနေတဲ့ facility အစုံပါတဲ့ကွန်ဒိုတွေရဲ့1 square feet ဈေးက6သိန်းကျော်တယ်။ရိုးရိုးမီနီကွန်ဒိုဈေးက3,400ထက်မှရှိနေတယ်။ဒါဆိုရင်သင်အိမ်မက်နဲ့လက်တွေကတကယ်ကောကိုက်ညီမှုရှိရလား။ကျွန်တော်တို့9 group capital နဲ့ grand limit development ကလူကြီးမင်းရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ပေးဖို့မတူကွဲပြားတဲ့ high class condominium တခုကိုမိတ်ဆက်ပေးကြပါတယ်။ဒီကွန်ဒိုကတော့အချက်ချာနေရ4000ကန်လမ်းမကြီးတဲပေါက်တဲ့ဥပဟန်လန်ပြည်တော်သာလမ်းနဲ့ကျောင်းလန်းတောက်မှာတီဆောက်ပြီးစည်းကန်နေနေဖြစ်တဲ့ပြည်တော်သာ high class condominium ပဲဖြစ်ပါတယ်။လာမယ့်ဧပြီလ3ရက်နေ့မှာ10ရက်နေ့ထိပြည်တော်သာ high class condominium မြန်မာနှစ်တကူအကျိုးအယောင်ပြပွဲကျင်းပတော့မှာဖြစ်ပြီးဒီပြပွဲတွင်မှာဝယ်ယူမယ်ဆိုရင်တော့1 square feet ကို4သိန်းစွန်းစွန်းနဲ့အနည်းဆုံး2 bedroom ကနေစတင်တဲ့အခန်းတစ်ခန်းကို promotion discount များအပါအဝင်3,400ကျော်နဲ့ဝယ်ယူခွင့်ရရှိမှာပဲဖြစ်ပါတယ်။ဘာလို့ high class condominium ဖြစ်နေရတာလဲဆိုတော့ high class facility တွေအနေနဲ့ rooftop swimming pool, passenger lift 2 စီး, ကျယ်ဝန်းတဲ့ car parking, 24 hour centralized water supply, 24 hour security, generator for common area တို့ပါဝင်နေလို့ပဲဖြစ်ပါတယ်။ဒီရောင်းပွဲတော်မှာဝယ်ယူမဲ့ customer တိုင်းအတွက်350ကနေစတင်တဲ့ special discount နောက်ထပ်330 350 300 cashback promotion စီစဉ်များကနဦး90ခိုင်နှုန်းပေးသွင်းပြီး12လတိုးမဲ့ရေးချနဲ့ဝယ်ယူခွင့်ရမယ် developer payment KBZ ဟောင်းလုံးတစ်ခုတည်းပြင်တာ15နှစ်ထိနှစ်ရှည်ရေးချဝယ်ယူနိုင်ခွင့်မေလမှာမဲဖောက်ပေးမယ်EV ကကန်ထိုးခွင့်များရရှိနိုင်မှာပဲဖြစ်ပါတယ်။လူကြီးမင်းရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ဝေးနိုင်မှုအတွက်ကျွန်တော်တို့ project တရှိတာအမှတ်9ပြည်တော်သာလမ်းနဲ့ကျောင်းလန်းတောင်ဂါကြီးရက်ကွက်သင်္ကန်းကျွန်းမြို့နယ်မှာဧပြီလ3ရက်နေ့မှ10ရက်နေ့ထိကျင်းပပေးသွားမှာဖြစ်လို့ပြပွဲကိုတက်ရောက်ဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်။ဒီကွန်ဒိုကိုဒီဈေးနဲ့ဝယ်ယူခွင့်ကဒီရောင်းပွဲတော်မှာပဲရရှိနိုင်မှာဖြစ်ပြီးပြပွဲပြီးဆုံးတော့တာနဲ့ဈေးနှုန်းပြောင်းလဲသွားတော့မှာဖြစ်လို့ဖုန်းနံပါတ်0988552299နဲ့0988552299 တို့ကိုဆက်သွယ်ပြီးအခုပဲ appointment ရယူလိုက်တော့နော်